Canon G3010 ဒါလေးကမနေ့ကကျွန်တော်ပြောတဲ့အတိုင်းပဲ TikTok ပေါ်ကနေပြီးတော့လာအပ်ထားတဲ့ Oppo က customer ပေါ့နော်ဒါလေးက P10 error တက်တာဗျ P10 error တက်တယ်ဆိုလို့ရှိရင်မနေ့ကလည်းကျွန်တော်သေချာရှင်းပြပေးတယ်ဖလင်တို့မတန့်ရင်တို့ cartridge မတန့်ရင်တို့ cartridge data မသိရင်တို့ဖြစ်တတ်တဲ့ error ပေါ့ဒါပေမဲ့ဒီအလုံးကတော့ဒီ P10 ဆိုဒီ P10 မှာ logic ကနေပြီး error တက်တာပေါ့သူ logic လေးကတော့ကျွန်တော်အခုမနေ့ကလည်းပြင်လက်စတစ်ပိုင်းတစ်စလေးတင်ပေးထားတယ်ပေါ့လက်ရှိမှာဒီကောင်ကတော့resistor လေးတစ်လုံးရယ် FED တစ်လုံးရယ် FED တစ်လုံးမို့နှလုံးပေါ့ဒါပေမဲ့resistor ကတော့နှလုံးထည့်လိုက်ဒါပေမဲ့တစ်လုံးမှာအဓိကအရေးကြီးတာကမနေ့ကကျွန်တော်ပြတဲ့ပုံထဲမှာလို့ပဲပြီးရင်ဒီဗီဒီယိုမှာလည်းနောက်မှာပုံလေးထည့်ပေးမယ်နော်Rလေးတစ်လုံးကပြတ်သွားတာပေါ့အဲ့ Rလေးရဲ့အုံးကကြတော့ 4.7 သို့မဟုတ် 4.6 ရှိမဲ့ကောင်လေးတွေပေါ့နော်ကတ်တကတ်ကိုရှာ printer data book ကတ်တွေမှာလည်းပါတယ် laptop motherboard တွေမှာလည်းပါတယ်ပေါ့ပြီးရင် GC လေးတွေမှာလည်းပါတယ်ကျွန်တော်ဒီကတ်ကနေပြီးတော့ R လေးတစ်လုံးကျွန်တော်ဖြုတ်တက်လိုက်တယ်ဗျဒီကောင်ဆိုရင်4.6 ပေါ့နော် 4.6 4.7 ထွက်တယ်အဲ့လို R လေးတွေကျွန်တော်ရှာပြီးမှဝိုင်းထားပေးတယ်ဗျဒီကောင်လေးပေါ့မဲမဲတုံးလေးဒီမှာလည်းရှိတယ်ဒီမှာလည်းရှိတယ်ဒီမှာလည်းရှိတယ်ပြီးရင်ဒီမှာလည်းရှိတယ်ဗျဒီမှာလည်းရှိတယ်အဲ့လိုကတ်လေးတစ်ကတ်ကနေပြီးတော့ R လေးတွေလိုက်ထဲ R ဘယ်နှလုံးပါလဲပေါ့အဲ့ဒီမှာဒီလက်ရှိသူ့ကတ်ကတော့ဒီကောင်ရဲ့ကတ်ကတော့လက်ရှိကနှလုံးလောက်ပြတ်တယ် FED လေးပေါ့ FED လေးဆိုရင်ဒီကောင်လေးတွေပေါ့ဒီကောင်လေးလည်းပြတ်တယ်ပေါ့နော်FED လေးလည်းပြတ်တယ်ဒီကောင်လေးလည်းပြတ်ကြတယ်ပေါ့နော်ဒီကောင်ကတော့နှလုံးပြတ်တယ်ဗျလော်ရှိကတော့ကျွန်တော်စမ်းပြီးထုတ်နေတယ်အဆင်ပြေတယ်ပေါ့နော်ကျွန်တော်လာအပ်တဲ့ customer ကိုလည်းဝမ်းသာရအောင်လဲတင်ပေးတာလည်းဖြစ်တယ်လောလောဆယ်တော့ကျွန်တော်လည်း stable မဖြစ်သေးဘူးပေါ့နော်ကတ်ကလေးကဒီဘက်ချမ်းမှာရှိတယ်နော်ဒီကတ်ကလေးဗျဖြစ်သွားတဲ့ကောင်ကတော့အောက်မှာပေါ့နော်လဲထားတဲ့ဟာလေးပြီးရင်ဓာတ်ပုံလေးနဲ့တကွာလည်းကျွန်တော်တင်ပေးလိုက်မယ်ပေါ့နော်လောလောဆယ်တော့ကျွန်တော်စမ်းထုတ်နေတာပေါ့အဆင်ပြေပါတယ်သူက copy ဆွဲရင်ရတယ် print ထုတ်တာနဲ့ P10 ဆိုတဲ့ error ပြလာတယ်ပေါ့နော်အဲ့ဒါလေးသတင်းကောင်းလေးလာပြောတာပါပြီးရင် Oppo customer လည်းကျေးဇူးတင်ပါတယ်လို့လမ်းပြောတာပါ